မြောင်လှကအံ့မွန်ကတ်ကျော်ဖျားလေးကိုရောက်နေပါတယ်စစ်ဘေးရှောင်ရင်းနဲ့စေလေးကငယ်ငယ်ညားတော့လည်းပဲရွာဦးထိပ်မှာရာခင်းနေကြတဲ့မှာထီထီလေးဆိုတော့အဝေးကနေလမ်းဖူးရတယ်မြင်ရတာကြီးညိုစရာလည်းအရန်ကောင်းပါတယ်မုတ်လေးမုတ်လေကားတက်လေးဘက်မှာတော့သုံးဘက်လုံးမှာလေကားတက်လေးရှိတယ်လက်ဆင့်မီလည်းရှိတဲ့သဘောရှိတယ်ဟိုဘက်မှာတော့ပကံဖျားတွေဘူဖျားဂရော့ပလင်တပ်ပင်ညုနောက်တစ်ခါပြလိုက်ပကံရဲ့တစ်ဖက်ကန်းဆိုတာဒါပါပဲဗျာဒီမှာတရင်တော့ဒီဘက်ကတပ်ပင်ညုဒီမှာဂရော့ပလင်နဲ့ဒီဘက်ကအေယာရီမြစ်တစ်ဖက်ကန်းကစာအုပ်တွေအနီးဆုံးလမ်းမြင်နေရတဲ့နေရာလေး